အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ solar inverter ရဲ့ system တွေပါတဲ့solar inverter တွေပေါ့နော် solar inverter တွေလည်းကျွန်တော်တို့ဒီ setting ပိုင်းလေးကိုတစ်ချက်ဘယ်လိုချိန်ရမယ်ဆိုတာကိုကျွန်တော်ဒီနေ့ရှင်းပြပြတော့ပါမယ်ကျွန်တော် channel လေးကိုအခုမှရောက်ရှိတယ်ဆိုရင်တော့ subscribe လေးနှိပ်ပြီးတော့ video တစ်တင်တိုင်းသိရအောင်မင်းနာ notification ခေါင်းလုံးလေးကိုနှိပ်ခဲ့ပေးဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ enter ဆိုတဲ့ clock လေးကိုဖိနှိပ်ပေးတာပေါ့နော်ဖိနှိပ်ထားလို့ရှိရင်သူကကျွန်တော်တို့ setting ပိုင်းနဲ့စပြီးတော့ဝင်လို့ရတယ်ပေါ့နော် setting ပိုင်းနဲ့စပြီးဝင်လို့ရတယ်ဆိုလို့ရှိရင်ဒီကောင်ဒီဘက်ဘေးက clock ကတော့ဒီမှာ adjust လုပ်ရမယ် clock နှလုံးပေါ့နော်ပေါ်တက်မယ်အောက်ဆင်းမယ်ဒါနှိပ်မယ် clock လေးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကောင်setting number 01ပေါ့နော် setting number 01မှာကျွန်တော်တကယ်လို့ SUB မှာထားမယ်ဆိုလို့ရှိရင်သူကနေအောင်ကြီးစွမ်းရည်ကိုပထမဦးစားပေးသုံးတာပေါ့နော်ပြီးလို့ရှိရင်ဒီကောင်လုတ်တွေတကယ်လို့စွမ်းရည်မလုံလောက်တော့အခါကြတော့မှကျွန်တော်တို့ဘက်ထရီကနေပြီးတော့သူကယူသုံးပါပေါ့နော်တကယ်လို့ဘက်ထရီဘိုးရိတ်ကကျသွားခဲ့ရင်လည်းကျွန်တော်တို့ program စနစ်တို့ဘာလို့အဲ့နေရာမှာသွားပြီး setting ထည့်ရမှာပေါ့နော်အဲ့နေရာတွေအတွက်ကျွန်တော်နောက်ပိုင်းမှာနံပါတ်စနစ်တွေအတွက်ကျွန်တော် setting တွေထည့်ရလို့ဆိုတာနေရာလေးကိုကျွန်တော်ပြမယ်နော်ဒီမှာအခုကျွန်တော်တို့ဒီ UTL ဆိုတဲ့နေရာမှာထားမယ်ဆိုရင်တော့မီးလာတဲ့ဥစ္စာကိုဦးစားပေးမှဖြစ်ပြီးတော့မီးမလာတော့မှဒါကျွန်တော်တို့ AC ကနေပြီးတော့AC အတွက်ကိုကျွန်တော် solar နဲ့ battery ကနေပြီးတော့ဒီသုံးဆွဲမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ SOL မှာထားမယ်ဆိုရင်တော့ကျွန်တော်တို့ solar ကိုပထမဦးစားပေးသူသုံးပါပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့လုတ်တွေကိုကြတော့ solar လုံလောက်တော့မှသူက battery ကနေပြီးတော့တစ်ချိန်နဲ့ထုတ်သုံးဆွဲမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ AC တကယ်လို့ AC လုတ်တွေပေါ့နော် AC output လုတ်တွေကြတော့ကျွန်တော် solar ဆိုင်းရော battery ဆိုင်းရောမရှိတော့မှသာသူပေးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ setting number 02မှာကြတော့နေအောင်ကြီးနဲ့အားသွင်းတာရဲ့ကျွန်တော်တို့ AC နဲ့အားသွင်းတာရဲ့နှစ်မျိုးကိုကျွန်တော်တို့ ampere တစ်ခုသတ်မှတ်ပေးရမှာပေါ့နော်ကျလို့ဒီ ampere သတ်မှတ်ပေးတဲ့ပုံမှာမူတည်ပြီးတော့သူကစားပြီးတော့ battery ကိုအားသွင်းဖို့သူလုံးလုံးဆောင်မှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ MPPT system ပါတဲ့ဒီ inverter တွေကိုအသုံးပြုဖို့လည်းအကြံပြုပါတယ် MPPT system ပါမှသာမိမိတို့ရဲ့ battery ကိုအားကောင်းအောင်သွင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ setting number 03မှာကြတော့ UPS ရဲ့ကျွန်တော် APL ဆိုနှမျိုးရှိပါတယ်သူကတော့ကျွန်တော်တို့ AC ဝင်ဖို့ကိုသတ်မှတ်ပေးတာပေါ့နော် AC ဝင်ဖို့ကိုသတ်မှတ်ပေးတာဆိုတော့တကယ်လို့ကျွန်တော်တို့ APL မှာထားမယ်ဆိုလို့ရှိရင်သူက AC ဝင်ဖို့เนาะ AC ဝင်ဖို့ကိုသူက90ကနေပြီးတော့280အတွင်းမှာသူလုပ်ပြီးမှာဖြစ်ပါတယ်မီးရကျနေတဲ့အချိန်မှာဆိုတော့သူကသုံးဝင်မှာเนาะနောက်တစ်ခုကကျွန်တော် UPS နေရာမှာထားမယ်ဆိုလို့ရှိရင်ကျွန်တော် AC အလားပေါ့เนาะကျွန်တော် EPC ကအလားတဲ့မီးရ190ကနေပြီးတော့280အတွင်းရှိမှသူလုပ်ဆောင်မှာဖြစ်ပါတယ်ဒါဒီသူကတော့ဒီကျွန်တော်တို့ AC ဝင်ဖို့တတ်မှတ်ထားပေးတယ်ကျွန်တော်နံပါတ်03မှာတော့ကျွန်တော်ဒီနှစ်ခုကိုတော့ကျွန်တော်တို့3ထားဖို့လိုပါတယ် AC ဝင်ဖို့ကျွန်တော်တို့90ရှိမှအလုံးလုံးမဲ့နေရတယ် AC ဝင်ဖို့ကျွန်တော်190ရှိမှအလုံးလုံးမဲ့နေရတယ်ဆိုတော့မျိုးလာပါတယ်เนาะကျွန်တော်ဒီ program နံပါတ်04ကြတော့တချို့ inverter တွေမှာပါခြင်းတော့ပါမယ်inverter ပါတဲ့ inverter တွေအတွက်ပေါ့ကျွန်တော်ဒီဟာလေးကိုထည့်ပြောပြတာပါသူ04မှာကြတော့ SDS ရဲ့ SEN ဆိုပြီးတော့နှစ်မျိုးလာတယ်เนาะ SDS ကကြတော့ကျွန်တော်တို့ဒီအိမ်မှာကျွန်တော် inverter အမြဲဖွင့်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုသူလှုပ်ဆောင်မှာဖြစ်ပါတယ် SEN ကြတော့ကျွန်တော်တို့ inverter ကနေပြီးတော့ကျွန်တော်တို့ loading မသုံးဆွဲတဲ့အချိန်ကြလို့ရှိရင် inverter ကအထွက်ပေါက်ကို AC ကိုသူလိုပိတ်ထားမယ် system တစ်ခုပါပါတယ်เนาะ SEN ရဲ့ SDS ရဲ့ဆိုပြီးတော့ကျွန်တော် program number 0 setting number 04မှာပါပါတယ်เนาะတချို့ inverter တွေမှာပါတယ်တချို့ inverter တွေမှာမပါပါဘူးเนาะဒီ setting number 05မှာကြတော့ AGM နဲ့ USE ရဲ့ FLD ဆိုပြီးတော့၃မျိုးလာရှိပါတယ်တကယ်လို့ USE ကိုရေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားသွင်းတဲ့ပို့ပေါ့နော် DC ပို့ဖြတ်တောက်ဖို့အခြေအနေလို့ကျွန်တော်တို့ကနောက်ပိုင်း setting number 26နဲ့29မှာသွားပြီးတော့ချိန်ပေးရမှာပါအချိန်ပြီးမှသာသူUSE မှာထားလို့ရှိရင် setting number 26နဲ့29ရဲ့ချိန်ထားတဲ့အတိုင်းကိုလုံးမှာပေါ့နော်ဒါနံပါတ်5ရဲ့လုံးဆောင်တယ်ပေါ့ဒီ setting number 06နဲ့07ကြတော့ကျွန်တော်06မှာကြတော့သူကဒီ overload ပေါ့နော် inverter overload သုံးဆွဲတဲ့အခါကျရင် reset ပြန်ပြီးတော့လဲပတ်နိုင်အောင်အဖွင့်ပိတ်လုပ်ပေးရမယ်
LTD LTE ဆိုပြီးရှိတယ် LTD မှာကြတော့ T မဟုတ် T လည်းမဟုတ်ပါဘူးမဟုတ်ဘူးเนาะ LTD ကြတော့ကျွန်တော်တို့ကပိတ်ထားတာဖြစ်ပြီးတော့ LTE ကြတော့ reset ကိုပြန်ဖွင့်တာဖြစ်ပါတယ်နောက်တစ်ခု setting number 07ကြတော့သူကကြတော့အပူချိန်ပေါ့နော် overload ဖြစ်တဲ့အခါ reset ပြန်လုပ်ပေးတာပါနော်သူကြတော့ TTD လားT တော့ဘယ်လိုမှတ်သားတာလဲတော့မသိဘူးเนาะသူအမှတ်ကလေးကတော့ T လည်းမဟုတ် E လည်းမဟုတ်TTD မှာထားရင်ကျွန်တော်တို့ပိတ်ထားမယ်ကျွန်တော် TTE မှာထားရင်တော့ကျွန်တော်တို့ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်သူကတော့ overload ဖြစ်တဲ့အခါမှာပြန်ဖွင့်ပေးတယ် system ပေါ့နော်ဒီ setting number 06နဲ့07ပါဒီ setting number 09ကြတော့ကျွန်တော်တို့ AC အထွက် line ကိုချိန်ပေးရမှာပါ50 HZ ရယ်60 HZ ရယ်ဆိုပြီးနှစ်မျိုးလာပါတယ်နောက်တစ်ခုကကျွန်တော်တို့ setting number 0 တန်းကြတော့ setting number 0အထွက်ဖို့ပေါ့နော်အထွက်ဖို့ကိုချိန်ပေးရမှာပါအထွက်ဖို့220ဖို့ကိုချိန်ရသလို220နဲ့ကြော်လဲချိန်လို့ရပါတယ်setting number 09ရကြတော့ frequency line ကိုချိန်ပြီးတော့ screen number ကျွန်တော်တို့တန်းကြတော့အထွက်ဖို့220အထွက်ဖို့ကိုချိန်ပေးရမှာဖြစ်ပါတယ်နောက် setting number 17မှာကြတော့ကျွန်တော်တို့ AC နဲ့အားသွင်းတဲ့ ampere line ကိုချိန်ပေးရမှာပါ ampere ကိုချိန်ပေးမယ်ဆိုလို့ရှိရင်လူကြီးမျိုးတော့ဥမာအသုံးပြုတဲ့ inverter က 1kV ရှိမလား 3kV ရှိမလား 2kV ရှိမလားအမျိုးအစားမျိုးပေါ့ဒီပြီးတော့ကျွန်တော် ampere ကိုသတ်မှတ်ပေးရမှာပါနောက်တစ်ခုက program number 12မှာကြတော့ကျွန်တော်ပထမ setting 1မှာကျွန်တော်တို့ချိန်ခဲ့တယ်လို့ကျွန်တော် SUB မှာထားခဲ့တယ်ဆိုလို့ရှိရင် solar fast ကိုထားခဲ့တယ်ဆိုလို့ရှိရင်ဒီ setting 12မှာကြတော့ကျွန်တော်တို့လာပြီးတော့သူ့ရဲ့ voltage တွေကိုသတ်မှတ်ပေးလို့ရပါတယ်ဥပမာဒါကျွန်တော်ဥပမာအနေနဲ့ပြောတာပါကျွန်တော်12ဘူးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်12ဘူး inverter သုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့ battery rate တွေဟိုဟာတွက်ချက်ပြီးတော့သူ setting ထဲမှာတွက်ထည့်ပေးလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့24ဘူးသုံးမလားကျွန်တော်တို့48ဘူးသုံးမလားဒီသူ့ရဲ့သတ်မှတ်ထားတဲ့voltage တွေကိုထည့်သွင်းပေးရမှာဖြစ်ပါတယ် program setting number 12ကကြတော့ကျွန်တော်ဒီ setting number 73ကြတော့ခုနကလိုပဲ setting number 12နဲ့သူကအဆင်တူလေးပဲ73မှာကြတော့ကျွန်တော်တို့နောက်ဆုံး battery ကိုအားသွင်းမဲ့ voltage ကလေးတွေကိုလာပြီးတော့သတ်မှတ်ပေးရမှာပေါ့နော်ဒီ setting number 73ကြတော့သူကလည်းကျွန်တော်တို့ solar ပထမ program မှာ setting number 1မှာထားခဲ့တယ်လို့ solar fast ကိုထားခဲ့လို့ရှိရင်သူ့ကိုလည်းလာရောက်ပြီးတော့ချိန်ပေးလို့ရပါတယ် setting number 73ကြတော့ကျွန်တော်တို့ဒီ voltage တွေနောက်ဆုံး block သွင်းမဲ့ voltage တွေကိုသတ်မှတ်ပေးရမှာပါနော်ဒီ setting number 16ကြတော့ကျွန်တော်73ပြီးတော့14 15မရှိတော့ဘူး16ဆိုတာထွက်လာတယ်16မှာကြတော့ကျွန်တော်တို့ SNU ရဲ့ကျွန်တော်တို့ OSO ရယ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒါလို့ကျွန်တော် SNU မှာထားမယ်ဆိုလို့ရှိရင်သူက solar ရောကျွန်တော်တို့ AC ရောတစ်ချိန်တည်းမှာထုတ်ယူသုံးစွဲမှာဖြစ်ပါတယ် OSO မှာထားခဲ့လို့ရှိရင်ကျွန်တော်နေအောင်ကြည့်စွမ်းရည်တစ်ခုတည်းဟိုသာ battery ကိုအားသွင်းမှာဖြစ်ပါတယ်သူကတော့ဒီနှမျိုးကိုလှုပ်ဆောင်ပါတယ်နော်ဒီ setting number 18မှာကြတော့ကျွန်တော်တို့အလန်းပေါ့နော်အလန်း control on off လုပ်ပေးဖို့ပါ BON နဲ့ BOF ဆိုပြီးမျိုးရှိပါတယ် BON ကကျွန်တော်အလန်းကိုဖွင့်မယ် BOF ကတော့အလန်းကိုပိတ်တာပေါ့နော် setting number 19မှာကြတော့ကျွန်တော်တို့ ESP ရဲ့ကျွန်တော်တို့TEF ပဲထားပါ TEP ပဲထားပါ TEP ရဲ့ကျွန်တော်နှစ်မျိုးရှိပါတယ်နော်ကျွန်တော်တို့ ESP မှာထားမယ်ဆိုလို့ရှိရင်ဒီ screen လေးပေါ့နော်ကျွန်တော်နှိပ်နေကြ screen လေးကိုသူက10မိနစ်ကြာမှမိနစ်ပဲထားလို့ရှိရင်သူကလိုပြန်ပြီးတော့သူ့နေရာပြန်ရောက်သွားမယ်ကျွန်တော်တို့နောက်တစ်ခုမှထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့ display မှာပဲသူချိန်ထဲမှာရှိနေမယ်ဆိုတော့ဒါကတော့သိရင်မကြည့်ပါဘူးဒီ display လုပ်တဲ့အလုပ်တွေပါ display လုပ်ဆောင်တဲ့အလုပ်လေးကိုသူ step မှတ်ပေးရပါဒီ setting number 20မှာကြတော့ကျွန်တော်တို့ဖန်သားပြင်လင်းအမောင်ချိန်ပေးရတယ်အဖွင့်ပိတ်လုပ်ပေးရတယ် setting လေးပေါ့နော် LOM မှာကြတော့ဖွင့်မယ် LOF မှာကြတော့ပိတ်မယ်ပေါ့နော်22ကလည်းကျွန်တော်ဒီအလန်းမီတာပဲအလန်းမီတဲ့ဥစ္စာကိုအတန်အဖွင့်ပိတ်ထုတ်တာပဲနောက်ကျွန်တော်တို့23ကျတော့လည်းသူကကြတော့ bypass overload ဖြစ်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော် line ပေါ်ပြန်ချိန်တာတော့ bypass လုပ်တဲ့ system ပေါ့နော်ကျွန်တော် bypass လုပ်မယ်ဆိုရင် BYD မှာထားရင် bypass ကိုပိတ်ထားပြီးတော့
BYE မှာထားလို့ရှိရင်ကျွန်တော်တို့ bypass ကိုသူဖွင့်ပေးတာမှာဖြစ်ပါတယ်အဲ့တော့ဒီ setting number 25ကျတော့ကျွန်တော်အမှားကုတ်တွေကိုပြန်ပြီးတော့ဖွင့်ပေးလုပ်တဲ့ဥစ္စာပါကျွန်တော်တို့ FPM မှာထားရင်တော့ဖွင့်ပိတ်မယ် FDS မှာထားရင်တော့သူပွင့်နေမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ setting number 26ပေါ့နော်26ကကျွန်တော်ပထမပြောခဲ့တဲ့ program 5မှာကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ setting အတိုင်းကိုသူကပြန်ပြီးတော့12ပို့တကယ်လို့12ပို့လူကြီးမင်းတို့ inverter 12ပို့တုံးမယ်ဆိုလို့ချင်းသူ့ရဲ့ setting range တွေကတော့ဥပမာအနေနဲ့12ပို့ကနေပြီးတော့ 14.6 ပို့ဖြစ်ပြီးတော့ကျွန်တော်တို့24ပို့တုံးမဲ့လူအတွက်ကြတော့သူ setting ဒီ boarding rate ကတော့24ပို့ကနေ 29.2 ပို့လောက်ထိချိန်လို့ရပြီးတော့48ပို့တုံးတဲ့လူတွေကတော့ကျွန်တော်တို့48ပို့ကနေပြီးတော့64ပို့ထိကျွန်တော်တို့ချိန်ပြီးပြရမှာပေါ့နော်အဲကျွန်တော်ဥပမာအနေနဲ့ပြောပြတာပါဒီနေရာမှာကျတော့ကျွန်တော်တို့ဘက်ထရီရဲ့အမျိုးအစားပုံမူတည်ပြီးတော့ကျွန်တော်တို့ဘက်ထရီရဲ့အမျိုးအစားပုံမူတည်ပြီးတော့ voltage တွေကိုကျွန်တော်တို့ပြန်ပြီးတော့သတ်မှတ်လို့ရအောင်ကျွန်တော်ပြောပြပေးတာပါနော်ဒီနံပါတ်29ကျတော့ကျွန်တော်တို့အရေးပေါ်အားသွင်းတဲ့ setting ဖြစ်ပြီးတော့သူ့ကိုလည်း program number 5ကိုsetting number 5ကိုရေးချယ်ထားလို့ချင်းဒီ setting တွေကိုချိန်ပြီးတော့အသုံးပြုလို့ရပါတယ်သူ့ကိုလည်းခုနကချိန်ခဲ့သလိုပဲ12volt 24 volt 48 volt အဲ့လိုမျိုးအမျိုးအစားအမျိုးမျိုးပုံမူတည်ပြီးတော့သူ့ကိုလည်း setting number 26ချိန်လို့ချိန်ကြည့်လို့ရပါတယ်เนาะ setting number ကျွန်တော်29ကြတော့သူ့ကိုကြတော့ကျွန်တော်တို့ဘက်ထရီအားကုန်တဲ့အခါမှာသူ့ကိုပိတ်ဖို့ဘိုးလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့12volt inverter သုံးမယ်ဆိုလို့ရှိရင် 10.5 volt နောက်ဆုံးထားပြီးတော့ပိတ်တင်ပါတယ်24 volt သုံးမယ်ဆိုလို့ရှိရင်နောက်ဆုံး21.0 volt ကိုထားပြီးတော့ကျွန်တော်တို့ပိတ်တင်ပါတယ်ကျွန်တော်48 volt သုံးတဲ့ inverter ဆိုလို့ရှိရင်42 volt ကိုနောက်ဆုံးထားပြီးတော့ inverter ကို setting လေးကိုပိတ်ဖို့လိုအပ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and share subscribe နေပြီးတော့အများသူကသိရှိအောင် share ပေးခြင်းဖြင့်ကူညီပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ